ဒူးဆိုင်မှုများကိုမုန်းတိတက်ပြီးမဟုတ်မမှန်လျင်ငြိမ်မနေတတ်သည့် DJ ဆိုသောကောင်လေးနဲ့ရဲရာရှိတအုပ်ပူပေါင်းပြီးတရားဥပဒေပြင်ပကရာဇဝတ်သားတွေကိုပညာပေးကြတော့အခါ Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ BDM Channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါလိကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့မင်းသားကြီးအာဂျွန်တရုတ်ဆောင်ထားတဲ့ဟိန္ဒူဇက်ကျန်ကဒါဖာရာဂျဂန်နဟမ်ဆိုတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကားလေးကတော့ဘာမှပြောစရာမလိုအောင်ကောင်းတဲ့ဇက်ကျန်ကပဲဖြစ်ပါတယ်2018ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့မင်းသားအာဂျွန်ရဲ့အကောင်းဆုံးကားတွေကတက်ခုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုကျွန်တော်နဲ့အတူတူခန်းစားကြည့်ရှုလိုက်ကြအောင်ပါခင်ဗျာကျွန်တော်တို့စီစဉ်တင်ဆက်သူအန်ခင်မူပဲဖြစ်ပါတယ်ခင်ဗျာဇလန်ဆာမှာကလေးတွေចောင်းသားတွေနဲ့မိသားစုတစုကိုတွေ့ရမှာပဲဖြစ်ပါတယ်သူတို့မိသားစုကပွဲတော်တွေမှာတဲခင်းဧခံဖို့ချက်ပြုတ်ပြုလုပ်ပေးတဲ့အလုပ်ကိုမိသားစုအကုန်တူတူလုပ်ကြပါတယ်ပွဲပြီးတော့ပွဲပန်ရှင်ကပတ်စံရှင်းတဲ့အခါမှာပတ်စံကိုရူပီ2000အပြည့်မပေးပဲရူပီ9000ပဲပေးလို့အဲ့ဒီမိသားစုရဲ့အဖေကပြောတဲ့အခါမှာတော့ပွဲပန်ရှင်ကမပေးချင်လို့ပါရိုက်လိုက်ပါတယ်အဲ့ဒီခါမှာသားလို့သူကသူ့အဖေရိုက်ခံတာကိုတွေးပြီးအိမ်မှာဒေါသထွက်နေပါတယ်အဲ့ဒီနောက်သူ့အဖိုးကចောင်းသားတွေအားလုံးကိုကောင်းတာလုပ်တဲ့သူဟာဖျားသားတော်သာဖြစ်ကြောင်းအမှန်တရားကိုခွဲခြားနိုင်တဲ့လူဟာနာမည်တွေဖော်ပြချက်တွေမလိုဘူးလို့ပြောပြနေတာကိုသူကနားထောင်ပြီးထိုင်တွေးနေပါလိမ့်နောက်ရက်မှာသူ့အမကသူ့ចောင်းကိုလိုက်ပို့ပြီးအပြန်မှာအကောင်နှစ်ကောင်ကသူ့အမတို့ကိုမထီတထီတွေပြောပြီးတော့နှောက်ယှက်နေတာကိုတွေးသွားတဲ့အခါမှာတော့သူကမှင်ရည်တွေမျက်နှာပေါ်ကိုလူးကအဲ့ဒီကောင်နှစ်ကောင်ကိုခလေးအားနဲ့မမျှအောင်စပိန်နှစီးကိုတခါတည်းလှန်မောက်ပစ်လိုက်ပြီးပညာပေးလိုက်ပါလိမ့်အဲ့ဒီကောင်လေးရဲ့နာမည်ကတော့ DJ ပဲဖြစ်ပါလိမ့်အဲ့ဒီနောက်သူကဈေးကိုသွားတဲ့ချိန်မာဖီးယားဂန်းကောင်းဆောင်လာကသူ့အမှုတစ်ခုကိုပိတ်တာမှားသွားလို့စကန်ဘူပရူစတန်ကိုတနက်နဲ့ပြစ်ကပရူစတန်ကိုတနက်ပြစ်ပေးလိုက်ပြီးသူ့ဘာသာသူပြက်တက်ခိုင်းပါလေအဲ့ဒီခါမှာအကူကြီးမဲ့နေတဲ့ရဲကိုကူညီခြင်းတဲ့ DJ ကသူ့ဖေကိုဘယ်တော့မှမချွတ်ဘူးလို့ကြိမ်ထားတဲ့ရံမဖြစ်ရတဲ့အဆောင်ကသူ့လိုကျွတ်သွားခဲ့တာမဟုတ်သူကပရူစတန်ကိုဝင်ကူညီဖို့ဆုံးဖြတ်လိုက်ကတနက်ရှိရာကိုဝင်လာပြီးပရူစတန်မယူခင်ယူလိုက်ပြီးတော့လာတပည့်တွေကိုပြစ်တက်လိုက်ပါလေလာကသူ့ကိုတမ်းမှကြောက်လို့ပတ်စံတွေပြစ်ပေးလိုက်ပေမဲ့ DJ တွေးထဲမှာတော့တရားမျှတမှုဟာပတ်စံနဲ့ဝယ်လို့မရဘူးလို့တွေးထားပြီးသူ့အတွက်ကတရားမျှတမှုသာရေးကြီးဆုံးလို့တွေးကလာကိုတနက်နဲ့ပြစ်တက်ပလိုက်ပါလေအဲနောက်ပရူစတန်က DJ ကိုစခန်းခေါ်လာပြီးမင်းမြန်းနေတဲ့ချိန်မှာပဲရဲတယောက်ကကောင်မလေးနှစ်ယောက်ကိုမရင်းကျင်းနဲ့မရင်းသမားတစ်ကောင်ကိုဖမ်းလာကပရူစတန်ကသူ့ကိုမင်းမြန်းမဲဆိုပြီးတော့ထားခဲ့ခိုင်းပါလေအဲဒီကမှ DJ ကပရူစတန်ကိုဂယုတော်မဆိုင်ပဲမရင်းသမားကိုပဲကြည့်နေပြီးမကြပါဘူးတနက်နဲ့ပြစ်တက်ပလိုက်ပါလေအဲဒီကပူရူစတန်ကဒေါသထွက်သွားပြီးဘာလို့တက်လိုက်တာလဲလူဆိုးတွေကိုဖမ်းဖို့ကရဲတွေရဲ့တာဝန်လို့ပြောလိုက်တော့ DJ ကသူတို့ကိုတရားရုံးမှာအမိန့်ချဖို့ဖမ်းဖို့ကအချိန်ကြာကြီးယူရပြီးသူတို့ဟာတရားဥပဒေနဲ့လည်းအပြစ်ပေးမရကြောင်းအဲဒီလိုကောင်တွေကသေချင်းတရားနဲ့သာထိုက်တန်ကြောင်းပြောလိုက်ပါလေသူပြောတာကိုကြားပြီးတော့ပူရူစတန်ကသူ့ကိုသဘောကျသွားပြီးတရားဥပဒေနဲ့ပြစ်ပေးမရတဲ့လူဆိုးတွေကိုရှင်းပေးဖို့သူနဲ့ပူးပေါင်းဖို့ဖိတ်ခေါ်လိုက်က DJ ကလည်းဒါကိုသဘောတူလိုက်ပါလေနေနိုင်ငံကြတော့ DJ ဟာကြီးလာခဲ့ပြီးသူ့မှာနာမည်နှမျိုးနဲ့အလုံးနှမျိုးရှိပါလေတခုကတော့ဂျန်ကန်နာဆိုတဲ့နာမည်နဲ့ပွဲတော်တွေမှာစဖိုမှုအလုပ်လုပ်ပြီးတော့တမျိုးကတော့ DJ ဆိုတဲ့နာမည်နဲ့လူဆိုးတွေကိုတုတ်တင်တဲ့အလုပ်ပဲဖြစ်ပါလိမ့်သူဟာသူ့မိသားစုမှာဘာသာရေးကိုင်းဆိုင်ပြီးတော့အနေအေးတဲ့သူလိုနေပြီးသူ့မိသားစုသူ့ဖေရဲ့စကားကိုနားထောင်တဲ့သားတယောက်လိုနေထိုင်ပါလိမ့်တစ်ဖက်မှာတော့ပူရူစတန်နဲ့ DJ ကအမြဲတမ်းအဆက်အသွယ်ရှိနေပြီးဒီနေ့မှာပူရူစတန်ကအလုပ်တစ်ခုကိုပေးပါလိမ့်အလုပ်ကတော့ကန်ထရိုက်တာတယောက်ဖြစ်တဲ့တီလိုကိုရှင်းပြဖို့ပဲဖြစ်ပါလိမ့်တီလိုဟာနောက်ွယ်မှာမူရစေရီရောင်းချပြီးလူငယ်တွေကိုဖျက်ဆီးနေတာပဲဖြစ်ပါလိမ့်ဒီလိုကိုစုံစမ်းမှုအတွက်လွတ်လိုက်တဲ့ရဲနှစ်ယောက်ကိုလည်းတပ်ပစ်တဲ့အကြောင်းကိုပြောပြလိုက်ပါလိမ့်အဲဒီခါမှာ DJ ကကိစ္စတွေကိုအမြန်ပြီးပြတ်အောင်ကြီးစံတွေကအဆုံးသတ်ပေးမယ်လို့ပြောပေမဲ့ပူရူစတန်ကတော့သတိပေးစာပဲပို့နှိမ့်မယ်လို့ပြောလိုက်တာပါဒါပေမဲ့ DJ ကတော့ပူရူစတန်နဲ့တွေ့ပြီးတော့သတိပေးစာဘာညာကိုစိတ်ဝင်စားကြောင်းပြောပြီးဒီလိုကိုတတ်ဖို့အတွက်ပဲသူကရွေးချယ်လိုက်တာပါနောက်ရမှာ DJ ကရဲတွေကိုအဖော်ဖြစ်နဲ့ခေါ်သွားပြီးဘေးသူကနဲ့စောက်လို့ရဲဖွဲ့ဟန်ဆောင်ကတီလိုနဲ့ထိတ်တိုက်တွေ့ပါလိမ့် DJ ကတီလိုကဘာတူလဲလို့မေးတာဒီလိုကငါပဲလို့ဖြေတော့ DJ ကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးတော့သူကတချင်းတီးမဲ့ DJ တော့မဟုတ်ဘူးဒီလိုမင်းကိုတတ်ဖို့လာတဲ့ DJ ပဲလို့ပြောလိုက်တဲ့အခါမှာတော့ဒီလိုလည်းအံ့ဩသွားပါလိမ့်အဲဒီနောက် DJ ကဒီလိုရဲ့လူတွေကိုပညာစပြပါလိမ့်သူ့လက်ထဲမှာဘလိဒါတစ်ချောင်းကိုကင်ကဒီလိုရဲ့လူတွေကိုတတ်ပစ်လိုက်ပြီးနောက်ဆုံးမှလည်းဒီလိုကိုတနက်နဲ့ပြစ်ကအဆုံးတတ်ပေးလိုက်ပါတော့တယ်အဲဒီနောက် DJ ကရဲတွေမဖမ်းနိုင်တဲ့အမှုတွေကိုရှင်းလင်းပေးတဲ့ရဲတွေကိုကူညီပေးတဲ့လူတိုင်းကြောက်ရတဲ့သူဖြစ်လာပါတော့တယ်အကူကြီးမဲ့နေတဲ့သူတွေကိုအနိုင်ကျင့်တဲ့အာဏာရှိတဲ့သူတွေကိုတနက်နဲ့အဆုံးသတ်ပေးကအဲ့ဒီအမှုတွေအားလုံးက DJ ရဲ့လက်ထဲမှာပဲရှိနေပါလိမ့်ဒါပေမဲ့မာဖီးယားကောင်းဆောင်နီကာရာဂျာဆိုတဲ့အာဏာရှိတဲ့လူဆိုးတယောက်ရှိနေပါလိမ့်သူကတော့ Agro Diamond ဆိုတဲ့ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Stephen Broadcast နဲ့ပူးပေါင်းကလူလက်တန်းစားတွေကအရစ်ကျတိုက်ခန်းဝယ်ယူထားတဲ့ပတ်စံတွေနဲ့လောင်းကစားမှန်သမျှကိုရင်းနှီးမြှုပ်နှံထားပါလိမ့်ဒါကိုအဲ့ဒီကုမ္ပဏီဒါရိုက်တာကသိသွားပြီး
ဒီလောက်ရက်တွေကိုပြည်သူတွေကိုချပြမယ်လို့စတီဖန်ကိုချင်းချောက်တော့ရာဂျာကနောက်ကနေဒါရိုက်တာကိုပလင်းနဲ့ရိုက်ကတတ်လိုက်ပါတော့တယ်။သူကတော့သူ့ရဲ့စီးပွားရေးကိုထိခိုက်အောင်လုပ်တဲ့သူမှန်သမျှကိုတတ်ဖို့အတွက်ဝင်မလေးတဲ့သူပဲဖြစ်ပါတယ်။တပတ်မှာတော့ DJ ကလက်ထပ်ပွဲတစ်ခုအတွက်ချက်ပြုတ်ပေးဖို့ရောက်လာခဲ့ပြီးအဲ့ဒီပွဲကသူတို့သားနဲ့သူတို့သမီးကဇာတာကွင်းမကောင်းလို့ဆိုပြီးတော့တယောက်နဲ့တယောက်လုံးဝမတွေ့ရပါဘူး။ဒါကြောင့်သူတို့သားက DJ ကိုသူ့သူတို့သမီးနဲ့တွေ့ပေးဖို့အကူအညီတောင်းနေတော့ DJ ကကူညီပေးမလို့ကိုသူ့ဖေတို့ရောက်လာတဲ့ခါမှာတော့သူလည်းမကူပေးနိုင်ပဲသူတို့သားကိုတေချာထိန်းချုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်ညမှာတော့သူတို့သားကသူတို့သမီးနဲ့သူ့တငယ်ချင်းတွေနဲ့တွေ့ကဖို့လုပ်ပေမဲ့မကြပါဘူး။ DJ ရောက်လာပြီးတော့သူ့ကိုစုကအိမ်ပြန်ဖို့လာခေါ်ပါတယ်။အဲ့ဒီခါမှာသူတို့သမီးကဝမ်းနေသွားလို့မာဘရာကသူ့တငယ်ချင်းကိုစိတ်ညစ်အောင်လုပ်တဲ့ DJ ကိုညှူဆွဲဖို့အတွက်ပလန်ချပါတယ်။အဲ့နောက်သူမက DJ ကိုတွေ့ပြီးစကားပြောကမပြောမဆိုနဲ့ DJ ရဲ့ပါးကိုနမ်းလိုက်တော့ DJ လည်းရင်ခုန်သွားပြီးဘာမှမလုပ်နိုင်ဖြစ်သွားပါတယ်။အဲ့နောက်တရက်မှာ DJ ကပန်းတပွင့်နဲ့မာယာကိုချစ်ကြောင်းဘလို့ကြွေကြောင်းတွေရင်ခုန်ရကြောင်းတွေပြောကသဘောကျနေပေမဲ့မာယာတို့ဖွဲ့ကတော့လှောင်ကဒါကမာယာကြံစီထားတဲ့အကြံဖြစ်ကြောင်းမာယာကသူ့လိုဘာသာရေးသမားစပေါ်မှုကိုတကယ်မချစ်ကြောင်းညှူဆွဲတာသာဖြစ်ကြောင်းပြောပြလိုက်တဲ့ခါမှာတော့ DJ ကစိတ်ပြတ်သွားပြီးမာယာကိုပညာတတ်တယောက်ကသူ့နှလုံးသားနဲ့ကစားသွားတာကိုပြန်လှောင်ကမင်းကောင်ကိုမကြိုက်ဘူးဆိုသွားလစ်လိုက်ဒါမဲ့ငါအလုပ်ကိုတော့လာမနှိမ်နဲ့ဒါမဲ့မင်းကငါတကယ်ဘာတူလဲဆိုတာမသိသေးလို့ပါသိသွားရင်စိတ်ချမင်းငါစီပြန်လာပြီးငါ့ကိုချစ်ကြောင်းပြောစေရမယ်လို့ပြောကထွက်သွားပါတော့တယ်အဲ့နောက် DJ အိမ်ပြန်လာတော့သူ့ဦးလေးဆုံးသွားတာကိုတွေ့လိုက်ရပါတယ်သူနဲ့အမြဲအလုပ်တူတူလုပ်ပြီးသူအရန်ချစ်ရတဲ့ဦးလေးလည်းဖြစ်တာကြောင့် DJ ကတအားဝမ်းနေနေတာပါသူဦးလေးကတတ်သိသွားတာဖြစ်ပြီးတော့မသိခင် DJ အတွက်စာတစောင်ကိုထားပေးခဲ့ပါတယ်သူဦးလေးက Agro Diamond Company ကတိုက်ခန်းဝယ်ထားပြီးအဲ့ဒီ company ကငွေတွေကိုလိမ်သွားလို့ဆန္ဒပြပွဲကြီးဖြစ်နေကလူလက်တန်းစားတွေရဲ့ဘဝတွေပျက်စီးသွားခဲ့ရပါတယ်သူဦးလေးရောက်သွားတော့လေတိုက်ခန်းမရဘဲနဲ့ရင်းနှီးထားတဲ့ငွေတွေအကုန်လုံးဆုံးရှုံးလိုက်ရလို့သူဦးလေးကိုလည်းအစာကလေးကသားသမီးတွေကဝိုင်းနှိမ်ထားကဒီကိစ္စကိုသာသိရင်ပိုဆိုးမှာမလို့အဲ့ဒီဒဏ်တွေကိုမခံနိုင်ပဲတက်တည်သွားတာဖြစ်တဲ့အကြောင်းကိုရေးထားတာပါအဲ့ဒီစာကိုဖတ်နေရင် DJ ကဝမ်းနေစိတ်တွေနဲ့တူဒေါသတွေပါဖြစ်လာပြီးစတီဖန်ရဲ့အကြောင်းတွေပြောပြကအဲ့ဒီကုမ္ပဏီရဲ့အကြောင်းကိုစုံစမ်းပါတော့တယ်အဲ့နောက်ပူရူစတန်ကိုမေးကြည့်လိုက်တော့သူကစတီဖန်ရဲ့အကြောင်းတွေကိုပြောပြကလူလက်တန်းစားတွေရဲ့ပတ်စံတန်း6ကလေးကိုလိမ်လည်သွားကြောင်းပြောပြလိုက်ပြီးနောက်တစ်ယောက်ကုမ္ပဏီဒါရိုက်တာချာရန်ဒရာအကြောင်းကိုလည်းပြောပြလိုက်ပါတယ်တပတ်မှာချာရန်ဒရာကမသိဘဲနဲ့ဖမ်းခံထားပြီးတော့သူကပဲအဲ့ဒီကုမ္ပဏီကိုကင်လှုပ်နိုင်ပြီးတပ်သေးတွေလည်းတရားရုံးမှာတင်ပြဖို့လုပ်ထားပါတယ်ဒါမဲ့စတီဖန်ကလည်းချာရန်ဒရာကိုတရားရုံးမရောက်ခင်မှာပြတ်ရှင်းဖို့အတွက်စီစဉ်ထားပါတယ်ဒီအကြောင်းတွေကို DJ ကိုပြောပြတော့ DJ ကတော့စတီဖန်ကိုသွားတတ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ထင်ထားတဲ့အတိုင်းပဲချာရန်ဒရာကိုတတ်ဖို့တနတ်သမားတွေကရှိနေပြီးတပတ်မှာလည်း DJ ကစတီဖန်ကိုတရားရုံးသွားတဲ့လမ်းမှာတိုက်ခိုက်ကစတီဖန်ကိုသူစီစဉ်ထားတဲ့ချာရန်ဒရာကိုတတ်ဖို့အကြံတွေကိုဖျက်ခိုင်းပြီးတော့သူလူတွေကိုလည်းမစ်ရှင်ကိုနောက်ဆုတ်ကြောင်းပြောခိုင်းလိုက်ပါတယ်မဟုတ်ရင်စတီဖန်ကိုတတ်မယ်လို့လည်းချိန်ချောက်လိုက်တာပါအဲဒီကမှစတီဖန်ကသူ့လူတွေကိုဖုန်းဆက်ကမလုံနဲ့တော့လို့အချိန်မီတားလိုက်နိုင်ပြီးချာရန်ဒရာလည်းအသက်ရှင်သွားခဲ့ပါတယ်ဒါပေမဲ့ DJ ကတော့အဲ့လိုကောင်းနေဆိုရင်အမြဲတတ်ဖို့အတွက်ဆုံးဖြတ်ထားလို့တတ်ဖို့လုပ်ပေမဲ့ပူရူစတန်ကဖုန်းဆက်လိုက်ပြီးစတီဖန်ကိုတတ်ရင်ပြည်သူတွေရဲ့ပတ်စံတွေပြန်မရနိုင်ကြောင်းပြောလိုက်တဲ့အခါမှာတော့ DJ လည်းစိတ်လျှော့လိုက်ကမတ်တပ်ပဲထွက်သွားလိုက်ပါတယ်ဒီကြောင့်ကိုသိတော့ရာဂျာကစိတ်တူသွားပြီးစတီဖန်ကိုရိုက်နေပါတယ်ဒါပေမဲ့ရာဂျာမှာအကြံတစ်ခုကရှိနေပြီးသားပါသူကဝင်ကြီးအိမ်ကိုသွားကဝင်ကြီးကိုတန်း90ကိစ္စကိုရှင်းခိုင်းပြီးတော့သူ့ကိုလည်းဝင်ကြီးချုပ်လှုပ်ပေးမယ်လို့လက်ထိုးလိုက်ပါတယ်ပြီးတော့ဝင်ကြီးချုပ်ဖြစ်လာရင်သူ့ကိုတစ္ဆာဖောက်မှာကိုရာဂျာကစိတ်ပူနေကဝင်ကြီးသမီးနဲ့သူ့သားကိုလက်ထပ်ပေးဖို့အတွက်သဘောတူခိုင်းတော့ဝင်ကြီးလည်းသဘောတူလိုက်ရပါတယ်ပြီးတော့ရာဂျာကဝင်ကြီးကို DJ ရဲ့အချက်လက်တွေကိုရအောင်ရှာခိုင်းလိုက်ပြီး DJ ရဲ့နာရီသတင်းကိုပဲကြားကျင်တယ်လို့လည်းမှားသွားခဲ့ပါတယ်တကယ်တော့ဝင်ကြီးရဲ့သမီးဟာ DJ ကိုကစားသွားတဲ့မာယာပဲဖြစ်ပါတယ်မာယာကိုရာဂျာသားရဲ့ပုံပြလိုက်တော့မာယာအစာကလေးကစိတ်ဝင်စားနေတဲ့သူဖြစ်လို့သူနဲ့တွေ့ဖို့အတွက်မာယာကသဘောတူလိုက်ပါတယ်ရာဂျာရဲ့သားနာမည်ကတော့အဗီနာပဲဖြစ်ပြီးသူကအဘူဒါဘီမှာနေတဲ့ fashion စီးပွားရေးသမားပဲဖြစ်ကမာယာကလည်းသူ့ပရိသတ်ပဲဖြစ်ပါတယ်ဒါကြောင့်မာယာကဘာမှတွေးမနေပဲအဗီနာကိုတွေးဖို့အတွက်အဘူဒါဘီကိုတွားလိုက်ပါတယ်အဘူဒါဘီကိုရောက်တော့အဗီနာရဲ့ဈေးကြီးတဲ့ brand တွေနဲ့ဝတ်စားစေမှုကိုသူမကသဘောကျနေပါလိမ့်အဗီနာကကြော်ကြားတဲ့စီးပွားရေးသမားဖြစ်ပေမဲ့သူ့မှာစိတ်ရောဂါတစ်ခုဖြစ်နေရပါသူကရင်ရင်လေးယူနေပြီးတည်သွားတဲ့သူ့မိနဲ့အမြဲစကားပြောတတ်တဲ့အပြုတ်မှုဖြစ်နေပါလိမ့်ပြီးတော့ပိုဆိုးတာကအဗီနာမှာအတန်ရှင်းကြိုက်တဲ့အကျင့်ရှိနေပြီးသူ့ရဲ့အစွန်းရောက်ပြုတ်မှုတွေကမာယာကိုအနှောက်အယှက်ဖြစ်သွားကမာယာကသူ့လက်ကလက်ပတ်တွေကိုပြန်မြင်မှလက်ပတ်လေးပေးခဲ့တဲ့ DJ ကသာသူ့အတွက်အကောင်းဆုံးလက်တွဲဘောလို့သိသွားပြီးသူမကအိန္ဒိယကိုပြန်လာလိုက်ပါတယ်အိမ်ရောက်တော့သူ့ဖေနဲ့အမေကိုအဗီနာအကြောင်းတွေကိုလည်းပြောပြကသူမကအဗီနာကိုလက်မထက်ချင်ကြောင်း
ထမင်းချက်တဲ့ဂျန်ကန်နာဆိုတဲ့ကောင်လေးကိုသာလက်ထပ်ချင်းကြောင်းပြောလိုက်ပါလေအဲနောက်သူမကသူမဖေကိုဂျန်ကန်နာနဲ့တွေ့ဖို့အတွက်ပြောခဲ့တာပါအဲကမှဝင်းကြီးကရာဂျာကိုသူသမီးကဂျန်ကန်နာဆိုတဲ့စပုံမှုကိုချစ်နေကြောင်းပြောပြတဲ့ခါမှာတော့ရာဂျာကစိတ်မပူပါနဲ့ဒီလက်ထပ်ပွဲအတွက်လူတက်ရမှာပဲလို့ပြောလိုက်ကသူကစတီဖန်ကိုဖုန်းဆက်လိုက်ပြီးစပုံမှုကန်ဂျန်နာကိုတတ်ပေးဖို့ချက်ချင်းပဲအမိန့်ပေးလိုက်ပါလေအဲနောက်စတီဖန်ရဲ့လူတွေကကန်ဂျန်နာကိုဒီဂျေမန်မသိကြပဲရုတ်တရက်တိုက်ခိုက်ကြတဲ့ခါမှာတော့ကန်ဂျန်နာကနည်းနည်းလေးမှမကြောက်ပဲသူတို့ကိုပညာပြန်ပြပေးလိုက်ပါလေဒီဂျေကစတီဖန်ရဲ့လူတွေကိုတယောက်ချင်းရိုက်တက်နေတဲ့အချိန်မှာစတီဖန်ရောက်လာပြီးဒီကန်ဂျန်နာဆိုတဲ့စပုံမှုကသူ့ကိုတိုက်ခိုက်ခဲ့တဲ့ဒီဂျေဖြစ်ကြောင်းသိသွားကသူကအကြောက်လန့်နဲ့ထွက်ပြေးပါတော့တယ်ဒီဂျေကလည်းသူ့ကိုဖမ်းပြီးအောင်နောက်ကနေမိပြေးလိုက်ပြီးလိုက်တက်ပါလေအဆုံးမှာတော့စတီဖန်မသေးခင်မှာသူ့ဖုန်းကနေဖုန်းတစ်ခုဝင်လာခဲ့ပါလေအဲ့ဒါကရာဂျာဆက်တာပဲဖြစ်ပါလေဒီဂျေကဖုန်းကိုကန်လိုက်ပြီးမင်းဘသူပဲဖြစ်နေနေဘလို့အကြောင်းကြောင့်ငါ့ကိုတတ်ခိုင်းတာပဲဖြစ်နေနေငါကတော့မင်းဘသူလဲရအောင်ရှာပြီးတော့ပြည်သူတွေရဲ့ပတ်စံတန်း90ကိုရအောင်ပြန်ပေးခိုင်းမယ်မဟုတ်လို့ကတော့ငါမင်းကိုတတ်မယ်လို့ပြောလိုက်တဲ့အခါရာဂျာကရည်နေပြီးမင်းကဘသူလဲမင်းဘာလုပ်လဲမင်းเจ้าငါဘာမှမသိဘူးမင်းကစတီဖန်နဲ့ရန်တို့ရှိပုံပဲလို့ပြောလိုက်တော့ဒီဂျေကချက်ချင်းပဲငါကဒီဂျေပဲလို့ပြောလိုက်တဲ့အခါမှာတော့ရာဂျာကလန့်သွားကသူစိတ်ရှုပ်သွားပါလေတကယ်တော့သူကစပုံမှုကန်ဂျန်နာကိုတတ်ခိုင်းတာဖြစ်ပြီးဘာလို့သူကဒီဂျေအခုဖြစ်သွားတာလဲလို့အန်အော်နီကတုံလှုပ်သွားပါလေစတီဖန်ပျောက်ဆုံးမှုကြောင့်ပြည်သူတွေကအုံကြွလာပြီးဆန္ဒတွေထပ်ပြကြပါလေအဲဒီကမှရာဂျာကဝင်းကြီးကိုဖုန်းဆက်လိုက်ပြီးစတီဖန်ကိုရှာရင်ရှာမဟုတ်ရင်ငါတို့ဒုက္ခရောက်မယ်လို့ပြောကရှာခိုင်းလိုက်ပါလေတကယ်တော့စတီဖန်ကိုဒီဂျေနဲ့ပူရစ်စတန်တို့ကဖမ်းထားတာဖြစ်ပြီးဒီဂျေကသူ့ကိုရိုက်နှက်ကသူ့ boss ဘာသူလဲလို့မေးနေပါလေမဟုတ်ရင်တပ်ပြစ်မယ်လို့ပြောတဲ့ခါမှာတော့စတီဖန်ကဘာမှမပြောဘဲတပ်ဖို့ပဲပြောနေရပါဘာလို့လဲဆိုတော့သူကရာဂျာအကြောင်းကိုပြောလိုက်ရင်ရာဂျာကသူ့မိသားစုကိုတပ်ပြစ်မှာမလို့ပဲဖြစ်ပါလေအဲနောက်မာယာကဒီဂျေစီကိုလာကသူမကသူ့ကိုအရန်လွမ်းနေရကြောင်းနဲ့သူနဲ့ဝေးသွားမှသူ့ရဲ့အချစ်တွေကိုသူမနားလေလာကြောင်းအခုမှသူမကဒီဂျေကိုတကယ်ချစ်ကြောင်းသိသွားကဒီဂျေကိုလက်ထပ်ချင်ကြောင်းဖွင့်ပြောလိုက်ပါလေအဲစကားကိုကြားတော့ဒီဂျေကလည်းအရန်ပျော်သွားကစိတ်ကူးတွေရင်းနေပါလေအဲနောက်မာယာကဒီဂျေနဲ့ဓာတ်ပုံတူတူရိုက်ကသူ့အဖေကိုသူ့လက်ထပ်မဲ့သူရဲ့ပုံပဲဆိုပြီးတော့ဖုန်းဆက်ကပြလိုက်ပါလေသူ့ဖေကလည်းသူ့သမီးကောင်လေးရဲ့ပုံကိုတွေ့တော့ချက်ချင်းပဲရာဂျာကိုသွားပြလိုက်ပါလေရာဂျာကဒါကိုမြင်တော့တုံလှုပ်သွားကသူကသူ့တအူးတဲ့ရန်သူဒီဂျေဆိုတာတကယ်ဖြစ်နေပါလေဘာလို့လဲဆိုတော့ဒီဂျေစတီဖန်ကိုတိုက်ခိုက်ခဲ့တဲ့နေ့ကရာဂျာလည်းကားထဲမှာရှိနေပြီးဒီဂျေရုပ်ကိုမြင်မှုလိုက်တာပါအဲနောက်ရာဂျာကအကြံတစ်ခုကြံလိုက်ပြီးတော့ဝင်းကြီးရဲ့တတ်တော်ဆောင်ဟန်ဆောင်လိုက်ပြီးဝင်းကြီးတို့မိသားစုကိုဒီဂျေတို့အိမ်ကိုသွားဖို့ပြောကသူပါလိုက်ပါလာပါလေအဲနောက်ဒီဂျေရဲ့မိသားစုကတော့ဘာမှမသိပဲဒီဂျေကောင်မလေးမိသားစုမလို့ကောင်းကောင်းဆက်ဆံကရာဂျာကတော့ဒီဂျေကိုအမြန်ခေါ်ခိုင်းတဲ့ခါမှာတော့မာယာကကိုယ်တိုင်သွားခေါ်လာတဲ့ခါမှာဒီဂျေထွက်လာခဲ့ပါလေအဲဒီခါမှာရာဂျာကသူ့ရန်သူကိုတွေ့သွားပေမဲ့ဒီဂျေကတော့သူ့တပ်ဖို့လိုက်ရှာနေတဲ့ရာဂျာအိမ်ရောက်လာတာကိုမသိပဲပျော်နေပါလေအဲဒီနောက်ရာဂျာကသူ့အကြံတွေကိုစတင်လိုက်ပါလေဒီဂျေရဲ့အမကိုဖမ်းခိုင်းပြီးဓာတ်စီတွေနဲ့လောင်းကစတီဖန်ဘရာကတ်စ်ဗမာလဲလို့ပေးပြီးတော့မီးရှိုးမယ်လို့ချင်းချောက်ခံရကသူ့အမကလွတ်လာပြီးအိမ်မှာပြန်ပြောပြပါလေအဲနောက်ဒီဂျေရဲ့တငယ်ချင်းကိုလည်းရာဂျာကန်စတာအဖွဲ့ကအသေးလဲရိုက်နှက်ပြီးစတီဖန်ဘရာကတ်စ်ဗမာလဲလို့မေးပါလေဒီဂျေကသူ့တငယ်ချင်းကိုသွားခဲ့ကဆေးရုံကိုပို့ပေးလိုက်ပါလေအဲနောက်ဒီဂျေရဲ့မိသားစုတယောက်ချင်းစီကိုဖုန်းဆက်ကစတီဖန်ဗမာလဲလို့မေးကချင်းချောက်နေခဲ့ပါလေဒါကိုဒီဂျေနဲ့ပူရစ်စတန်ကဒီအကြောင်းကိုဆွေးနွေးကပူရစ်စတန်ကစတီဖန်ကိုလွှတ်ပေးလိုက်လို့ရှိရင်ဒီဂျေရဲ့မိသားစုဘေးကင်းမယ်လို့ပြောတော့ဒီဂျေကတော့လွှတ်ပေးဖို့သဘောမတူပဲသူ့မိသားစုလာထိတဲ့သူဘယ်သူမဆိုတတ်ပြစ်မယ်လို့ပြောကသူကထိတ်တိုက်ရင်ဆိုင်မှုရွေးချယ်လိုက်ပါလေအဲနောက်သူ့ရဲ့မိသားစုအားလုံးကိုရွာပြန်ခိုင်းပြီးသူကအိမ်မှာတယောက်တည်းနေခဲ့ကရာဂျာလူတွေကိုရင်ဆိုင်ပါလေဒါပေမဲ့ရာဂျာလူတွေရောက်လာတော့ဒီဂျေကကြောက်ချင်အောင်ဆောင်ပြီးသူတို့ရိုက်သမျှခံပါလေဒီဂျေကရက်ကွက်ရှိမှသူအသေးလဲရိုက်နေလဲဘာမှပြန်မလုပ်ပဲငြိမ်ခံနေတာပါအဲနောက်လူမိုက်တွေကရာဂျာကိုဖုန်းဆက်ပြီးဒီကောင်ကရာဂျာရှာနေတဲ့ဒီဂျေမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့ကိုဘာမှပြန်မလုပ်ပဲနဲ့လုံးသမျှခံနေကြောင်းကိုပြောပြလိုက်တဲ့ခါမှာတော့ရာဂျာကအဲ့ဒီကောင်ကိုကိုတောင်ကိုဖမ်းခေါ်လာဖို့အတွက်ပြောလိုက်ပါတယ်အဲ့ဒီမှာလေဒီဂျေကသူတို့လုံးသမျှခံနေပြီးဘာမှပြန်မလုပ်ပြန်မပြောပါဘူးနောက်ဆုံးသူ့ကိုတတ်တော့မဲ့အချိန်ထိတောင်မှဘာမှပြန်မလုပ်သေးတာပါဘာလို့လဲဆိုတော့သူကသူတို့ရဲ့ boss နာမည်ကိုသိကျင်လို့ဟန်ဆောင်နေတာပဲဖြစ်ပါတယ်ဒီဂျေကသူတို့ကိုသူတို့ boss နာမည်ပြောလာအောင်ဘယ်လိုပဲကြံစီအဲ့ဒီကောင်တွေကလည်းလဲပါလေလုံးဝကိုမပြောပါဘူးဒါကိုသိတော့ဒီဂျေကဒေါသတွေပိုထွက်သွားကပွဲကြမ်းပါတော့တယ်အဲနောက်အားလုံးကိုတတ်ပြီးတယောက်ပဲကြံတော့တဲ့အချိန်ဒီဂျေကတတ်ဖို့လှုပ်တော့သူကသူတို့ရဲ့ boss ကရာဂျာဖြစ်ကြောင်းပြောလိုက်ပေမဲ့နောက်ကျသွားပါလေဒီဂျေကတော့သူမပြောခင်ကတည်းကဓာတ်နဲ့ထိုးပြီးသွားပြီဖြစ်လို့သူလည်းသိသွားပါလေအဲနောက်ဒီဂျေကစတီဖန်အသုံးဝင်တာကိုသိသွားပြီးတတ်ဖို့လှုပ်ပေမဲ့စတီဖန်ကအားလုံးကိုဝန်ခံလိုက်ပါလေသူကရာဂျာရဲ့ခိုင်းစေဖြစ်ပြီးတော့သူ့ကိုလူတက်ခိုင်းပါလေ
တကယ်တော့သူတတ်ခိုင်းတာက DJ မဟုတ်ပဲသူ့သားလက်ထက်မဲ့ဝင်ကြီးသမီးရဲ့ချစ်သူစပုံမှုကန်ချမ်းသားကိုတတ်ခိုင်းတာပါလို့ပြောပြလိုက်တဲ့ခါမှာတော့ DJ ကအမှန်တရားကိုသိသွားပြီးမာယာကိုတွေ့ကအဖြစ်မှန်တွေကိုပြောပြလိုက်ပြီးတော့သူ့ရဲ့ဖုံးကွယ်ထားတဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတော့တယ်သူကတစ်ဖက်မှာရိုးသားတဲ့စပုံမှုကန်ချမ်းသားပေမဲ့တစ်ဖက်မှာလည်းလူဆိုးလူမိုက်တွေနဲ့ရန်ဖြစ်ပြီးတော့တုံ့တင်ရှင်းလင်းသူပါလို့ဝန်ခံပြီးမာယာကိုလည်းသူ့ရဲ့အဲ့ဒီစရိုက်ကိုလက်မခံနိုင်ဘူးစိတ်ပြတ်တဲ့ဆိုရင်ခုတည်းကထွက်သွားလို့ရတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့မာယာအတွက်တော့ဒါတွေအားလုံးဟာဂုဏ်ယူစရာဖြစ်နေပြီးသူက DJ ရဲ့ဘေးမှာပဲဆက်နေဖို့အတွက်ရွေးချယ်လိုက်တာပါအဲနောက် DJ ကအဘူဒါဘီကိုသွားကရာဂျာရဲ့သားအဗီနာကိုသွားတွေ့ပါတယ် DJ ကသူ့ကိုယ်သူမာယာနဲ့အဗီနာလက်ထပ်ပွဲအတွက်ဒီဇိုင်နာပါလို့ဟန်ဆောင်မိတ်ဆက်ကအဗီနာနဲ့စကားပြောပါတယ်ပြီးတော့ DJ ကသူကလည်းအဗီနာလိုပဲတည်သွားတဲ့အဖေနဲ့စကားပြောတတ်တဲ့အကျင့်ရှိတယ်လို့ပြောကတယောက်နဲ့တယောက်တည်သွားတဲ့အဖေမိနဲ့စကားပြောနေကြပါတယ်ဒါကအဗီနာကိုသဘောကျသွားစေတာလည်းဖြစ်တာပါဘာလို့လဲဆိုတော့သူ့လိုယူနေတဲ့သူအဖော်တယောက်တွေ့ပြီဆိုပြီး DJ ကိုသဘောကျနေတာဖြစ်ပါတယ်အဲနောက် DJ ကအဗီနာကတန်း90ငွေသားတင်ထားတဲ့လူတွေနဲ့တွေ့ဖို့ချိန်နေတာဖုန်းပြောတာကိုကြားသွားပြီးတော့အဗီနာနောက်ကိုဆက်လိုက်ဖို့အတွက်စီစဉ်လိုက်ပါတယ်အဲနောက်အဗီနာကခေါင်းမိုးပေါ်မှာပတ်စံယူထားတဲ့သူတွေနဲ့အချိတ်ဆက်လုပ်ထားတဲ့အမှတ်သားလုပ်နေတာကို DJ ကချောင်းကြည့်နေပါတယ်ဟိုက်ဒရာဘတ်ကမရီနာကဖေးမှာဒေါ်လာပတ်စံတဝက်နဲ့အမှတ်သားလုပ်ပြီးချိန်နေတာပဲဖြစ်ပါတယ်တပတ်မှာတော့ရာဂျာကပူရူစတန်ကိုဖမ်းပြီး DJ ရဲ့အကြောင်းလေးကိုမေးပြီးတော့ချိန်ချောက်နေခဲ့ပေမဲ့ပူရူစတန်က DJ ကသူ့သားနဲ့တွေ့ပြီးသွားပြီမလို့ရာဂျာရှုံးပြီလို့ပြောလိုက်တဲ့အခါမှာတော့ရာဂျာလည်းတုံ့လှုပ်သွားပြီးအဗီနာလည်းရောက်ရှိလာပါတော့တယ်အဲဒီခါမှာရာဂျာကတန်း90ဗမာလဲလို့မေးပြီးအဘူဒါဘီမှာသူတွေ့ခဲ့တဲ့သူကသူ့ဖေရန်သူ DJ ဆိုတာကိုပြောပြလိုက်တဲ့ခါမှာတော့အဗီနာအံ့ဩသွားပါတယ်သူတို့ပတ်စံတန်း90လဲဆုံးရှုံးသွားပါတယ်ဘာလို့လဲဆိုတော့သူ DJ ကိုပေးလိုက်တဲ့ကုတ်ထဲမှာဒေါ်လာတစ်ဝက်ရှိနေပြီး DJ ကလည်းအဲ့ဒါနဲ့တန်း90ငွေသားကိုထုတ်သွားပြီပဲဖြစ်ပါတယ်အဲ့နောက်မကြလိုက်ပါဘူး DJ ကပူရူစတန်ကိုဖမ်းထားတာသိပြီးရောက်လာခဲ့ပါတယ်အဲ့ဒီခါမှာအဗီနာနဲ့ DJ ကအပြိုင်ဆိုင်ချကြပါတယ်တိုက်ခိုက်တာပြီးသွားတဲ့ခါမှာတော့ DJ ကအဗီနာတို့သားဖကိုအယူလုပ်ပြီးပတ်စံတွေပြန်ပေးသလိုမျိုးဟန်ဆောင်လိုက်ပါတယ်အဗီနာရဲ့အမေကသူ့အဖေကိုပြောတော့ DJ ကလည်းသူ့အဖေပြောပြလို့ပတ်စံတွေလာပေးတာဖြစ်ကြောင်းအဗီနာအားနေချက်ကိုသုံးချကသူကတတ်ဖို့ပတ်စံတွေကိုခိုးဖို့ချင်းကပ်ခဲ့တာမဟုတ်ကြောင်းအဲ့လိုပြောတဲ့အခါမှာတော့အဗီနာကလည်းရာဂျာကထောင်ချောက်ပါလို့ဘလောက်ပြော DJ ကိုပဲယုံနေပါတယ်အဲ့ဒီကမှရာဂျာကသူပူရူစတန်ကိုဖမ်းထားလို့အခုလိုထောင်ချောက်လုပ်ပြီးလာခဲ့တာလို့ပြောလိုက်တဲ့အခါ DJ ကသူဘယ်သူလဲဘလို့ကဲရမှာလဲလို့ DJ ကပြောလိုက်တော့ရာဂျာကအဗီနာကိုပူရူစတန်ကိုတတ်ခိုင်းလိုက်ပြီးတတ်မဲ့အချိန်မှာ DJ ကသူ့အဖေနဲ့အဗီနာအမေကြောင့်ဟန်ဆောင်ပြောလိုက်တဲ့အခါအဗီနာကမတတ်တော့ပဲသူ့အမေဘာဖြစ်တာလဲလို့မေးတော့သူ့အမေကတတ်သေးတာမဟုတ်ပဲသူ့အဖေရာဂျာတတ်တယ်လို့ပြောလိုက်ကသူ့အဖေနဲ့သူ့အမေကိုပေါင်းစည်းပေးဖို့အချိန်ရောက်ပြီလို့ပြောလိုက်ပြီး DJ ကအဗီနာအယူကိုအယူလုပ်လိုက်ပါတော့တယ်အဗီနာကိုရာဂျာကနားချတော့ DJ ကလည်းရာဂျာကသူ့အမေကိုချစ်တယ်ဆိုရင်ကုမ္ပဏီစားတောက်ဆိုင်ရှော့ပင်းမော်အားလုံးကိုသူ့အမေနာမည်မထားဘဲနဲ့ရာဂျာနာမည်သာပေးထားကြောင်းဒါကသူ့အမေကိုမချစ်လို့ဖြစ်ကြောင်းသူ့အမေရဲ့နာမည်ကိုမကြိုက်လို့ဖြစ်ကြောင်းစွာပေးလိုက်တဲ့ခါမှာတော့အဲ့ဒီယူကလည်းချက်ချင်းပဲသူ့အဖေကိုတန်တန်းနဲ့ပြစ်လိုက်ပါတော့တယ်ရာဂျာကတော့အကူကြီးမဲစွာနဲ့သူ့သားတက်လို့တရားတော့မှဖြစ်လို့ DJ ကရာဂျာနာကတ်လာပြီးငါပြောတယ်မလားငါမင်းကိုရအောင်တွေ့ပြီးတတ်မှာလို့ပြောတယ်လေအဲ့ဒီလိုပြောကရာဂျာက DJ လက်ထဲမှာပဲတည်သွားပါလိမ့်ဟိုယူကတော့သူ့အဖေနဲ့အမေကိုပေါင်းစည်းပေးနိုင်လို့ပြောနေပါတယ်အဲ့ဒီနောက်တန်း90ကလည်းပြည်သူတွေကိုပြန်ပေးလိုက်ကြပါလိမ့်အဆုံးမှာတော့ပူရူစတန်က DJ ကိုလာတွေ့ပြီးပြည်သူတွေရဲ့ပတ်စံတွေပြန်ရအောင်လုပ်ပေးခဲ့တာ DJ ပါလို့ဘာလို့မဖော်ပြတာလဲလို့မေးတဲ့ခါမှာတော့ DJ ကငငယ်ကသူ့ဖို့ပြောပြတဲ့စကားကိုပြန်ပြီးတော့ပြောပြလိုက်ပါလိမ့်အဲ့ဒီစကားကအမှန်မှားကိုခွဲခြားပေးတဲ့လူကနာမည်ဖော်ပြချက်တွေမလိုဘူးဆိုတာပါပဲအဲ့ဒါကိုပြောပြက DJ ကထွက်သွားပါလိမ့်နောက်ဆုံးမှာအဗီနာကတန်း90ကိုပြည်သူတွေကိုပြန်ပေးခဲ့ပေမဲ့သူ့ကိုရဲတွေကဖမ်းသွားပါတယ်ဒီလိုနဲ့ပဲဇက်ကားလေးဟာလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာကဲအခုပြောပြပြီးသွားတာကတော့မင်းသားအာဂျုံရဲ့ DJ ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးတို့ရဲ့မြင်လေးတွေကိုလည်းအောက်မှာမျှဝေပေးသွားကြပါဦးနောက်ထပ်ဘလို့ကားလေးတွေကြည့်ကျင်လဲဆိုတာကိုလည်းမှန်ပေးသွားကြလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးနော်နောက်ထပ်ဇလန်းလေးတွေမှာအားလုံးတူတူပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ